ဆေးကက်နေတဲ့တရှိပုံစံတွေကိုအဓိကစားတောက်ကုန်အဖြစ်ဘယ်လိုမျိုးအဆင့်ဆင့်ပြုပြင်ထုတ်လုပ်တယ်လဲဆိုတာကိုလေ့လာဖို့အတွက်တီးတန့်ဖွင့်လှစ်ထားတဲ့ဒီစမ်းသပ်ဆိုင်လေးကနေကြိုဆိုလိုက်ပါတယ်နော်ဒါကတော့အကြီးအချွဲပြောင်းမုံသခွဲခန်းပဲဖြစ်ပါတယ်ဒီထူးခြားတဲ့လုပ်ငန်းစဉ်ကိုဂျုံမုံနဲ့ဇီဝဆိုင်ရာမွေးမြူရေးကြားထဲမှာရှိနေတဲ့အရာတစ်ခုကိုထိုက်ထားတဲ့ဇလုံးကြီးတစ်ခုနဲ့စာတင်လိုက်တာပါဒီနတ်သမီးလေးလိုတဆေးမလေးကနှစ်ပေါင်းများစွာယုံကြည်မှုတွေစိတ်ဝင်နေတဲ့ Ganges ဂင်္ဂါမြူရေးကခွက်ကိုလောင်းထည့်လိုက်ပါတယ်ဒါဟာရိုးရိုးရှင်းရှင်းရောမွေလိုက်တာမျိုးမဟုတ်ပါဘူးတစ်ခုလုံးစာ microbial လူအဖွဲ့အစည်းတစ်ခုကိုမိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့လက်နဲ့လှုပ်ရမယ့်အပိုင်းပဲဖြစ်ပါတယ်ဒီအမျိုးသမီးကမုတ်နစ်တွေကိုထပ်ခါတလဲနယ်လိုက်ဆွဲဆန့်လိုက်ရိုက်ချလိုက်နဲ့လုံနေပါတယ်သူမလွှဲလိုက်တိုင်းမှာရင်ကောင်းတစ်ကောင်ဟာကံကြမ္မာရဲ့ရွေးချယ်မှုကိုခံလိုက်ရပြီးအာဟာရဓာတ်တစ်ခုအနေနဲ့ချက်ချင်းအဆင့်တိုးမြင့်ခြင်းခံလိုက်ရတာကိုတွေ့ရမှာပါအဲ့ဒီနောက်မှာတော့သူမဟာဒီအကြည့်အချွဲတွေကိုတဆုပ်စားယူသူမလက်ပေါ်က fungus မှုတွေကိုမုံနေထဲရောက်သွားအောင်နေပြီးတော့သူမရဲ့လက်ဖြံတစ်ချောင်းတုပ်လင်းလိုက်ပါတယ်အရေးပြားခန္ဓာကိုယ်မွေးညင်းတွေနဲ့ခန္ဓာကိုယ်အပူရှိန်တွေကဒီတော်တီလာမုံပြားရဲ့အရေးကြီးဆုံးဖြစ်တဲ့ကိုယ်ပိုင်ဟန်လုပ်ငန်းစဉ်ကိုပြီးမြောက်စေတာပဲဖြစ်ပါတယ်ပြီးတော့မှဒီမုံနစ်ကို World War II ခေတ်ကအမြောက်ကြီးစမ်းခွမ်းပေါ်ကိုတိုက်ရိုက်ဖိကတ်လိုက်ပါတယ်ဒီတတုမဲနှပြင်းပေါ်မှာရမ်းမုံတွေရဲ့အမတ်တရားတွေကခုထိရှိနေသေးပါပဲပြင်းထန်တဲ့အပူရှိန်အောက်မှာဒီအကြည့်အချွဲတွေဟာအတင်းအကျပ်ပွာလာပြီးတော့သူတို့ရဲ့ဂုံထိခါတွေတောင်မကြမ်းတော့လောက်အောင်ကိုပါလွာတဲ့အလွှာတစ်ခုဖြစ်ပြားသွားပါတယ်နောက်ဆုံးမှာတော့ဓားငယ်လေးတစ်ချောင်းကို Ganges ဂင်္ဂါမီရေနဲ့ခဏတာဆေးကြောလိုက်ပြီးတော့မှဒီမုံပြားကိုတန်တန်ရှင်းရှင်းလေးခွာယူလိုက်ပါတယ်ပြီးသွားတဲ့မုံတွေကိုသတင်းစာဟောင်းတွေပေါ်မှာတင်ထားလိုက်ပါတယ်ဒါဟာပတ်ဝန်းကျင်ကိုထိမ့်သိမ်းကိုတော့မဟုတ်ပဲသတင်းစာတွေကမင်းတွေတမိုင်းကြောင်းတွေနဲ့မနေ့ကခေါင်းကြီးပိုင်းသတင်းတွေကိုနောက်ဆုံးအဆင့်အရသာတစ်ခုအထိပါဝင်စေခြင်းလိုပါပဲဒါကတော့အကြည့်အချွဲပြားမုံပဲဖြစ်ပါတယ်ခမရတလုတ်လောက်ကိုက်လိုက်တာနဲ့ခမရရဲ့ပါဇက်ဟာဆန္ဒပြရမလားဒါမှမဟုတ်အကူအညီတောင်းရမလားဆိုတာကိုမဆုံးဖြတ်နိုင်တော့ပဲစွန့်အားသွားပါ